ဒီမိန်းကလေးကနန်းတော်ထဲမှာတရက်ရှိတယ်ဆိုတဲ့ကောလာဟာလာရဲ့အမှန်တရားကိုဖော်ထုတ်ဖို့ညတန်းကောင်ချိန်မှာဗုဒ္ဓရုပ်ပွားတော်အတွင်းဝင်ပုံးခဲ့ပါတယ်ဒါပေမဲ့သူမဝင်ရောက်ပြီးမကြခင်မှာပဲရုပ်ပွားတော်ကြီးကပြင်းပြင်းထန်ထန်လှုပ်ခါလာခဲ့တယ်သူမရဲ့ခင်ပွန်းကထိတ်လန့်တကြားပြေးလာခဲ့ပြီးအဖြူရောင်ဝင်းနဲ့ဖုံးအုပ်ထားတဲ့အလောင်းတစ်လောင်းကိုသာတွေ့လိုက်ရတဲ့ဇနီးတည်သွားပြီလို့ထင်ပြီးတုံရင်နေတဲ့လက်နဲ့အဝတ်ကိုဖယ်ရှားဖို့ကြိုးစားတဲ့အချိန်မှာပဲသူ့နောက်ကနေဇနီးရဲ့အတန်ထွက်ပေါ်လာခဲ့တယ်ဒီဖြစ်ရမတိုင်ခင်နှစ်ရက်ကနန်းတော်ဆောင်တယောက်ကိုသွေးအားလုံးစုပ်ယူခံထားရတဲ့အခြေအနေနဲ့တွေ့ရှိခဲ့ကြတဲ့သူ့ခန္ဓာကိုယ်ဟာမမ်မီရုပ်လို၆ကက်ကျုံဝင်နေခဲ့တယ်လူတိုင်းကသွေးဆုံမကောင်းဆိုးဝါးတကောင်နန်းတော်ထဲမှာလှည့်လည်နေတယ်လို့ယုံကြည်သွားကြတယ်လူတိုင်းရဲ့လုံခြုံရေးအတွက်ဘရင်မကြီးကနန်းတော်ကိုကာကွယ်ဖို့စောင့်တပ်သား20ကိုတာဝန်ပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီညမှာပဲပေါ်ဟစ်တန်တွေနန်းတော်တစ်လျှောက်ပဲတင်ထက်လာပြန်တယ်မနေ့ရောက်တော့စောင့်တပ်သားအားလုံးသွေးဆုံယူခံထားရပြီးတေဆုံးနေကြတာကိုတွေ့ရှိခဲ့ကြတယ်မင်းကလေးကအဲ့ဒီညကအသက်ရှင်ကျန်ရစ်ခဲ့တဲ့အစီကံမလေးကိုမြင်မြန်ခဲ့ပေမဲ့သူမဟာစကားမပြောနိုင်တဲ့အပြင်လက်နှစ်ဖက်လုံးနဲ့ဖျက်တောက်ခံထားရတာကိုသိလိုက်ရတယ်ဒါကြောင့်မင်းကလေးကကိုငါးစာအဖြစ်အသုံးပြုဖို့ဆုံးဖြတ်လိုက်တယ်သူမဟာလက်မှုပညာရှင်တွေကိုလှုပ်ဝက်ခန်းပါဝင်တဲ့ဗုဒ္ဓရုပ်ပွားတော်တဆူတိဆောက်ခိုင်းပြီးအတွင်းမှာပုံအောင်နေခဲ့တယ်ဒါပေမဲ့စောင့်ဆိုင်နေစဉ်မှာပဲရုပ်ပွားတော်ကြီးကပြင်းထန်စွာလှုပ်ခါလာခဲ့တယ်အပြင်ဘက်ကသူမရဲ့မိတ်ဆွေတွေကအတန်ကြားလို့အမြန်ဝင်ရောက်ပြီးသူမကိုတေတံကြအကျဉ်းသားတစ်ယောက်နဲ့အစားထိုးပေးလိုက်ကြတယ်နောက်ပိုင်းမှာမင်းကလေးကရုပ်ပွားတော်အတွင်းကချောင်းကြီးပေါက်နာမှာထူးဆန်းတဲ့အမှုတွေကိုတွေ့ရှိခဲ့တယ်လူသက်သမားကအဲ့ဒီပေါက်ကနေဝင်ရောက်လာခဲ့တာလို့သူမတန်တရားရှိလာတယ်လူသက်သမားကိုဘယ်လိုဖော်ထုတ်ရမလဲစဉ်းစားနေချိန်မှာမတော်တဆစီမီကွက်တစ်လုံးကိုတိုက်ချလိုက်မိတယ်အဲ့ဒီအချိန်မှာပဲအကြံတစ်ခုရသွားခဲ့တယ်သူမကနန်းတော်ရဲ့တင်းပေါက်အားလုံးကိုမှန်တွေနဲ့အစားထိုးလိုက်ပြီးနန်းတော်ခန်းမကြီးတဲ့ကိုနွားတစ်ကောင်ထည့်ထားလိုက်တယ်ညရောက်လာတဲ့အခါနန်းတော်နေရံဘော်ကရေးဆွဲထားတဲ့လက်ပြပုံတွေကရုတ်တရက်အသက်ဝင်လာတယ်လို့လှုပ်ရှားလာခဲ့တယ်လက်ပြအားလုံးဟာနွားစီကိုအုပ်လိုက်ကြီးပြန်တန်းသွားကြပြီးလူတိုင်းထိတ်လန့်တကြားစောင့်ကြည့်နေစင်မှာပဲနွားရဲ့သွေးကိုစက္ကန့်ပိုင်းတွင်စုပ်ယူကုန်ကြတယ်နောက်ဆုံးမှာတော့နွားဟာအယိုးနဲ့အရေပြားသာကျန်ရစ်ခဲ့တော့တယ်လက်ပြတွေနောက်ွယ်မှာကျန်ရစ်ခဲ့တာကတော့၆သွေးပြီးရုပ်ပြက်နေတဲ့အလောင်းတစ်လောင်းပဲဖြစ်တယ်အဲ့ဒီအချိန်မှာပဲသွေးဆုပ်လက်ပြတွေကရုတ်တရက်လမ်းကြောင်းပြောင်းပြီးလူအုပ်စီပြန်မပြန်တန်းလာကြတယ်ဘရင်မကြီးကအခြေအနေကိုမြင်တာနဲ့ချက်ချင်းအမိန့်ချလိုက်ပြီးနန်းတော်ကတင်းပေါက်အားလုံးကိုခိုင်ခန့်တဲ့တစ်သားပြားတွေနဲ့ပိတ်ဆို့စေခဲ့တယ်လူတိုင်းကတရက်ခန့်အစ်စ်ဘယ်သူလဲဆိုတာဆွေးနွေးနေကြတဲ့အချိန်မှာပဲသွေးဆုပ်လက်ပြတစ်ကောင်ကဘရင်မကြီးရဲ့လက်ဖက်ရည်ခွက်ထဲကနေရုတ်တရက်ပေါ်လာခဲ့တယ်အဲ့ဒီနားမှာတော့စကားမပြောနိုင်တဲ့အစီကံမင်းကလေးကရက်နေပြီးဘရင်မကြီးကိုမျက်လုံးမခတ်တန်းစိုက်ကြည့်နေခဲ့တယ်